ကြောင်မော်မျိုးလေးသူမျိုးမှာမြူမုံတွေကဆိုင်လာဒီချိန်နဲ့သွားတော့မယ်နေရဟောင်းကိုထားခဲ့ပြီးဒါအနာကတွပ်ပါနေဆိုပြီးသွားခဲ့တော့လက်လေးမတားရဘူးဝေနေလို့နေမေသွားမလားချစ်စရာမျိုးကိုရှောင်ပြေးမလားအတွေ့ရမှတို့ရှိသေးရဲ့ရင်ချိန်ပြန်စစ်စား Cherry berry ကြတဲ့သူတို့ပြောပါခဲ့ကြဖူးတယ်ကလေးဘွားပြောစရာညိုနေတယ်နေ Maybe love Cherry berry အိုသွားလေနေရခဲ့တာပြောင်းလဲမသွားရဲ့လာခဲ့တော့ရင်လျာညိုလေးတယ်ဒီမှာငါတို့ဆောင်နေတယ်လာခဲ့တော့ရင်လျာညိုလေးတယ်ဒီမှာငါတို့ဆောင်နေတယ်ကျေးဇူးတင်ပါတယ်တော်တော်နော်ကချင်ပြည်နယ်ကလူချင်းချင်းမို့အားပေးရဖြစ်နေမှလဲဆိုတကယ်တော့လုံးမပါဘူးဆိုတာအရင်ပဲကောင်းတယ်ဆိုတဲ့လူတွေကလည်းတအားသိတာနော်စဆိုလိုက်ကြတဲ့ကလေတချင်းကိုပပိုင်နိုင်လည်းရှိတယ်ဆိုတာလေးလေးပပင်လည်းရှိတယ်ခန်းစားတဝံမှုအားလည်းကောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကောင်းတဲ့သူတွေကအရင်သိတာတယ်မကောင်းတဲ့သူကြတော့လေတော်တော်ကြီးကိုပေါ့နော်ဟိုဖြည့်ဆွတ်နားလေပြီးတော့မှဟိုဘယ်ပြောမလဲသဘောထားတွေတအားကြီးပေးရတာပေါ့လေဆိုတော့ဂုဏ်ယူပါတယ်ဝမ်းသာပါတယ်ရှစ်ဆက်ပြီးသွားကြမယ်